ချင်းပြနေကြတာဖြစ်ပါတယ်ဘောလုံးကတော့ထူတာနေအဲ့ဒါကိုတမပကြီးအစပြုပြီးတော့တစ်ဖက်ကအစားအသောက်တွေချားမှာတော့အနေငယ်ကိုတိုက်မှုတွေဖြစ်နေကြတာဖြစ်ပါတယ်ကွန်စတာတင်ရဲ့ဇာသမာမမဝင်းနဲ့ဂျန်နာဘုံတင်ရဲ့အသင်းကောင်းဆောင်ပြည်မှုတို့ကြားအနေငယ်ဖို့တိုက်မှုတွေတော့ရှိနေကြတာဖြစ်ပါတယ်စောပိုင်းအစာနေထက်တဲ့အစိုးမင်းဦးတို့ဘောလုံးရရှိဖို့ကြိုးစားရင်းနဲ့ထိတွေ့ခဲ့တဲ့အခြေအနေကနေစတင်ပြီးတော့နှစ်ဖက်သင်းရဲ့ကစားသမားတွေအတော်များများဒီနေ့အချင်းများမှုမှာပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်ဒီအခြေအနေမှာကွင်းလက်တိုင်းနဲ့အစီချက်တိုင်းတွေဘယ်လိုဆုံးဖြတ်မလဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ကွင်းလက်တိုင်းကတော့လက်ရှိချိန်မှာစီချက်တိုင်းတွေရဲ့အခုညီနဲ့ဒီဖြစ်ရက်ကိုတော့ပြန်လည်ပြီးတော့အဆန်းစစ်မှုတွေတော့ပြုလုပ်နေခဲ့ပြီဖြစ်ပါတယ်ဒီဖြစ်ရက်မှာပါဝင်တဲ့ကစားသမားတွေကအတော်နဲ့ကွင်းလက်တိုင်းဆုံးဖြတ်မလဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်အစောပိုင်းကအစာနီထက်နဲ့စိုးမင်းဦးတို့ရင်ဆိုင်တွေ့ခဲ့တဲ့အခြေအနေကနေစတင်ပြီးတော့တစ်ဖက်သင်းကစားသမားအများပြားဒီဖြစ်ဖြစ်ပါတယ်စိုးမင်းဦးပေါ်မမဝင်းရဲ့ပြစ်ဒဏ်ကျူးလွန်မှုအဝင်ရောက်ချင်းပြိုင်းနေပဲတစ်ဖက်သင်းကစားသမားတွေကြားဖွတ်တိုက်မှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်အစောပိုင်းဖြစ်ရက်မှာပါဝင်ခဲ့တဲ့စိုးမင်းဦးဇာနီထက်ပြည့်မိုးနဲ့မမဝင်းတို့တော့ကွင်းလက်တိုင်ကအဝါကက်အခုစီပြသပြီးတော့ဒီဖြစ်ရက်ကိုတော့ထိန်းချုပ်ခဲ့ပြီဖြစ်ပါတယ်အစောပိုင်းမှာဘောလုံးရရှိဖို့ကြိုးစားခဲ့တဲ့အစိုးမင်းဦးနဲ့ဇာနီထက်နှစ်ဦးလုံးကိုထပ်မံပြီးတော့ဒီဖြစ်ရက်ကနေတစ်ဆင့်အချင်းများဖို့အတွက်ကြိုးစားခဲ့တဲ့ပြည့်မိုးနဲ့မမဝင်းကိုပါကွင်းလက်တိုင်ကအလေးဦးလုံးကိုဝါကက်ပြပြီးတော့သတိပေးခဲ့ပြီဖြစ်ပါတယ်